ဒီတစ်ခေါက်ကြတော့လေကုန်းမောင်ခေတ်တည်းကမထွက်ဘူးလားလို့မေးတဲ့သူတွေဒီမှာကုန်းမောင်ခေတ်တည်းကမထွက်သေးဘူးကုန်းမောင်ကြီးကျော်တည်းကမထွက်သေးဘူးမကျော်နိုင်သေးဘူးအဲ့တော့ဒီတစ်ခေါက်လေကုန်းမောင်ခေတ်ကြောင်းပါရှိတယ်အလောင်းမင်းတရားကြီးဥအောင်စေရနေသူ့ရဲ့အချစ်တော်ကိုလုတ်တော်ထွတ်ချာဒေဝီဆိုတဲ့ရွေရအကြောင်းပြောပြထွတ်ချာဒေဝီကဒီအလောင်းမင်းတရားကြီးလက်ထက်ရောစင်ဖြူရှင်လက်ထက်မှာနာမည်ကြီးပြီးမျက်နှာပန်းပွင့်နဲ့မိဖုရားထဲမှာပါဘလို့ဖြစ်သွားလဲပြောပြအလောင်းမင်းတရားကြီးဥအောင်တရားဒီစစ်တိုက်ထွက်တိုင်းမှာထွတ်ချာဒေဝီဆိုတဲ့ကိုလုတ်တော်ကိုခေါ်သွားလို့ရှိတယ်ဘာကြောင့်ခေါ်သွားတော့ဆိုတာဘာကြောင့်များဒီထွတ်ချာဒေဝီခေါ်ပါတယ်နန်းတော်ထဲမှာမိဖုရားတွေကိုလုတ်တော်တွေအများကြီးတဲမှာထွတ်ချာဒေဝီကိုလေဘာကြောင့်ကွက်ပြီးခေါ်သွားတာလေထွတ်ချာဒေဝီမှာဘာကြောင့်ထူးခြားမှုတွေရှိနေတယ်မသိချင်ဘူးလားအဲ့ဒါနဲ့ထွတ်ချာဒေဝီအကြောင်းလေးကိုစုံစမ်းလိုက်တဲ့ခါကျတော့ထွတ်ချာဒေဝီဆိုတာတဲ့ညောင်ရမ်းမင်းဆက်မှာနောက်ဆုံးမင်းဆက်ဖြစ်တဲ့ဟန်တာဝီယမင်းရဲ့တူမတော်တယ်အဲ့ဒါဘရင်သွေးပေါ့ဟောအမေဟိုကသူ့အမေကြည့်တယ်ထွတ်ချာဒေဝီရဲ့အမေကြည့်တော့နိုင်ငံသားသူပေါ်တူဂီလူမျိုးတဲ့အမြောက်တက်မှာရှိတဲ့ဘက်ကပေါ်တူဂီလူမျိုးရဲ့သွေးပါတယ်သူ့အမေကပေါ်တူဂီလူမျိုးနော်အဖေကဘရင်သွေးအဲ့တော့ရုပ်ရည်ယူပကယူပါချောတယ်မျက်နှာဘောက်ကြီးအသားရည်တွေကချောမောလှပတဲ့အထင်မှာပါတော့ဒီနောက်ဒီအလောင်းမင်းတရားကြီးဥအောင်ကြီးကဆွဲလန်းတယ်တော့ငယ်လေငယ်ဘလို့ထွတ်ချာတေကြီးနဲ့စုံတယ်ငါစဉ်းစားတော့သူဘလို့စုံသားတော့ဒီညောင်ရမ်းမင်းဆက်ကိုစပြီးတော့တိုက်တဲ့အချိန်မှာမင်းဆက်ပြုတ်သွားတဲ့အချိန်မှာထွတ်ချာတေကြီးတို့လည်းတုံပန်းအဖြစ်ဖန်ခံရတယ်အဲ့ထက်မှာထွတ်ချာတေကြီးကိုအလောင်းမင်းတရားကြီးကတွေ့သွားတဲ့အခါမျက်လုံးမျက်စိကျတာပေါ့နော်ကိုလို့တော်ဖြစ်သိမ့်ပိုက်နေမင်းဆက်လည်းဖြစ်တယ်ဘရင်ရဲ့တူမတော်လည်းဖြစ်တဲ့ခါကျတော့ဟာမင်းသွေးမင်းဟန်နေပါထီသွေးနန်းဟင်းနွမ်းသွေးတွေပါတယ်ဘရင်သွေးပါတယ်ဟာကိုလို့တော်ဖြစ်သိမ့်ပိုက်ကိုလို့တော်ပြဘရင်သွေးပါပြီးဘရင်မျိုးဆက်လေးတွေမွေးအောင်လည်းမွေးစေခြင်းတယ်လေအဲ့ဒါကြောင့်လေကိုလို့တော်ဖြစ်သိမ့်ပိုက်လိုက်တယ်ချောရလဲချာတယ်ဒါကြောင့်မျိုးစစ်ပွဲသွားတယ်စစ်တိုက်ထွက်တိုင်းထွတ်ချာဒေဝီကိုခေါ်သွားလိုက်တယ်ဒါပေမဲ့ထွတ်ချာဒေဝီကကိုလို့တော်အနေနဲ့ခေါ်သွားတာသာသမီတရားမှမရဘူးထွတ်ချာဒေဝီထွတ်ချာဒေဝီကလောင်မီဒီယာကြီးလက်ထက်မှာလည်းမရတော့စင်ဖြူရှင်လက်ထက်မှာလည်းမရခဲ့ဘူးအဲ့စင်ဖြူရှင်ဘလို့စင်ဖြူရှင်နဲ့ဘလို့ညားလဲဆိုတဲ့အကြောင်းလည်းပြောပြနော်ဒါထွတ်ချာဒေဝီကဒါညောင်ရမ်းမေးဆက်မှာဘရင်သွေးပါတယ်မျိုးဆက်ပေါ့နော်ဆိုတော့သူ့ကိုနန်းတော်ထဲမှာတပကြီးမွေမာကြီးလို့လည်းခေါ်တယ်မြို့ထက်ပြင်းတယ်အလှဘရင်မာကြီးပေါ့နော်ဟုတ်တော့ဘီဘီကောင်ခင်ယွန်းဆန်နဲ့တောင်အာနာပိုများသလိုပြောရမယ်ဘဲသွားသူကအမြဲတမ်း escort အနေနဲ့ပါနေတာဆိုတော့เนาะစစ်ပွဲတိုင်းနဲ့ဆိုတော့ဘီဘီကောင်ခင်ယွန်းဆန်ကြီးကတော့နန်းတော်ထဲမှာနေကြံပြီးတော့ထိတ်ဘီဘီအားတွေကိုထိမ့်သိမ်းစောက်ရှောက်ဆိုပြီးနန်းတော်စောက်ပြီးထားခဲ့ပေမဲ့ဒီထွတ်ချာဒေဝီကကြတော့ဘရင်နဲ့အတူတူပေါ့နော်အလောင်းမင်းတရားကြီးနဲ့အတူတကွအမြဲတမ်းလိုက်ပါခွင့်ရတယ်ဆိုမိမချင်းချင်းဆိုရင်တော့လေကိုလည်းဥတူမှာပဲဒီကိုတော့ခင်ယုံးဆန်နေရဆိုရင်ငါလင်တော့ကျဒီကောင်မခေါ်သွားကျငါပါလေအဲ့လိုမျိုးတော့ရှိမှာပေါ့မိမချင်းချင်းဆိုကိုလည်းကွက်မြင်တယ်ကိုကမိမချင်းဆိုတော့အကွက်မြင်တာဆိုငါလင်မြခေါ်သွားတယ်ကိုကလာကိုလင်ကဘရင်ဖြစ်တော့တာဒီပြားတွေများလို့တာခွင့်ပြုပေးရတာနော်ဘယ်မိမမနော်နောက်ကိုအပြင်နောက်တစ်ယောက်ကြိုက်တယ်ဆိုတော့ဘယ်သူမှလက်မခံချင်တာဟုတ်တယ်မလားအခုကြည့်နေတဲ့အမျိုးသမီးတွေတိုင်းလည်းအဲ့တိုင်းပဲလေကိုလေတခြားမိန်းမနဲ့သွားပြီးကြီးမယ်ပြုမယ်ပို့ချစ်မယ်ဆိုရင်ကိုလက်ခံနိုင်ဘုတ်တူမုတ်ကိုတာဝေစားမှာအချစ်ကိုမဝေစားခြင်းဘူးဟောအဲ့လိုပဲအချစ်ကမဝေစားခြင်းအဲ့မဲ့လေဒါကအလောင်းမီဒီယာကြီးလေဘရင်လေကိုလုတ်တော်ရမိဖုရားတွေအများကြီးထားမှာလေကိုကမကြည့်ဘူးဆိုရင်ကိုကဘေးကန်ခွာခါမှာမတကထောင်သွင်းအချင်းချဆိုရင်နာအောင်ပါလေအဲ့တော့ကြည်ပြူပါတယ်ပေါ့နော်ကြည်ပြူပါပဲမောင်ရယ်ပေါ့ကွယ်အဲ့လိုနေရမှာလေအဲ့လိုဖြစ်တာအဲ့တော့ထွတ်ချာဒေဝီကိုခေါ်သွားတယ်ဘရင်လောင်မင်းတရားကြီးကဘယ်လောက်တောင်ချစ်လဲဆိုရင်မိဖုရားတွေဆိုဓားကင်ဝင်မရှိဘူးသူ့ပတ်သွားမှာပေါ့ကြောက်တာဘူးဒါပေမဲ့ထွတ်ချာဒေဝီကိုဓားပေးတယ်နန်းသူစပိတ်ဓားတဲ့နော်အဲ့ဓားတွေကိုကင်ဆောင်ဝင်ပေးတယ်ဟုတ်တော့တခုခုပေါ့နော်စစ်ပွဲအတွက်ပဲဟုတ်မှာပေါ့နော်စစ်ပွဲမှာရန်သူတွေကိုတွန်းလှန်ဖို့လည်းဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်လေစစ်ပွဲတွေကိုဘာကြောင့်ခေါ်သွားတာလဲတိုက်ရိုက်ခိုက်ရေးရှိလို့လားကိုကံပညာတွေကျွမ်းကျင်လို့ခေါ်တာလေဖြစ်ကောင်းဖြစ်မှာပေါ့နော်လောင်မီဒီယာကြီးက तू ညာရေးညတာညစာငတ်မှာဆိုလို့လေခေါ်တာလည်းဖြစ်ကောင်းဖြစ်မှာအလောင်းမင်းတရားကြီးပဲသိမှာပေါ့နော်ဒါပေမဲ့စစ်ပွဲတွေကိုခေါ်ရင်တော့ကိုကံပညာမတက်ဖဲနဲ့တော့လည်းခေါ်လို့မရဘူးအဲ့တော့ကျမကြောက်တယ်မီဒီယာကြီးကြောက်တယ်မောင်တော်ကြောက်တယ်ဆိုလို့လည်းမရဘူးလေကိုကကာဝယ်ပေးပါကိုကံပညာတက်လို့လည်းခေါ်တာလည်းဖြစ်ကောင်းဖြစ်မှာပေါ့လှလို့လည်းခေါ်တာပေါ့နောက်တော့မျိုးဆက်ဒီဘရင်သွေးရဲ့မျိုးဆက်လိုချင်လို့လည်း
ခေါ်တာလေဖြစ်ကောင်းဖြစ်မှာပေါ့နော်ဖြစ်နိုင်ကြတယ်တော့အများကြီးပေါ့နော်အလောင်းမီဒီယာကြီးဟိုအယိုးဒုက္ခပြီးမေးမှာပဲပြီးမှာပေါ့ဒါကိုလည်းမသိဘူးကိုကမှန်းကြည့်တာလေဟုတ်ပြီလားအဲ့တော့အလောင်းမီဒီယာကြီးတည်တဲ့အထိပဲတွတ်ချာဒေဝီကအနားမှာရှိခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီတွတ်ချာဒေဝီအပြင်အလောင်းမီဒီယာကြီးကစစ်ပွဲတိုင်းမှာနောင်တော်ကြီးမျိုးအမြဲတမ်းခေါ်တာမရှိပေမဲ့ဒုတိယမြောက်သားတော်ဖြစ်တဲ့စင်ဖြူရှင်ကိုတော့ခေါ်တာရှိခဲ့တယ်နော်အဲ့တော့စင်ဖြူရှင်ကအလောင်းမီဒီယာကြီးလက်ထက်မှာစစ်ပွဲထဲမှာအမြဲတမ်းပါနေတာသူစင်ဖြူရှင်ရဲ့ဒီထွတ်ချာဒေဝီကအသက်အရွယ်မတိမ်မယိမ်းကြီးဖြစ်နေတယ်ဖြစ်နေကြတော့ပို့ပြီးရင်းနှီးတယ်ပို့ပြီးရင်းနှီးတော့ချောရတယ်ချောဆိုတော့စင်ဖြူရှင်ကသားတော်ကအဖေရဲ့မရအောင်မျက်စိကြပုံရပါတယ်အဲ့တော့စင်ဖြူရှင်လက်ထက်လည်းကြာရောစင်ဖြူရှင်ကသူ့မင်းလက်ထက်ပေါ့နော်နောင်တော်ကြီးမင်းက3နှစ်အုပ်ချုပ်တယ်နောင်တော်ကြီးမင်း3နှစ်အုပ်ချုပ်ပြီးကစင်ဖြူရှင်လက်ထက်3နှစ်အကြာမှာထွတ်ချာဒေဝီကမြောင်နှမ်းမိဖုရားအဖြစ်တင်မြှောက်ခြင်းခံလိုက်ရပါတယ်နော်ဒါစင်ဖြူရှင်ကသဘောကျတော့ဖေးမိဖုရားကိုဖေးရဲ့မိန်းမကိုပြန်ခေါ်သုံးတာပေါ့နော်အဲ့လိုပြောမယ်ဆိုရင်ပေါ့ဟုတ်လားမချစ်ဘဲနဲ့တော့ပဲကြော်သုံးတယ်တော့နန်းထီးသွေးနန်းဟန်လည်းပါတယ်ချောတယ်ဆိုတော့လောင်မီဒီယာကြီးလက်ထက်တုန်းကကိုလုတ်တော်ဒေဝီပွဲခံကိုလုတ်တော်အနေနဲ့ရှိခဲ့ပေမဲ့စင်ဖြူရှင်လက်ထက်လက်ကြအဖေမရအောင်တခါလေယာထုတိုးပေးလိုက်တာမြောင်နှမ်းဆန်ဆိုပြီးတော့တောင်နှမ်းနဲ့မြောင်နှမ်းမှာတောင်နှမ်းကယာထုအကြီးဆုံးဒုတိယမြောက်ယာထုအကြီးဆုံးကမြောင်နှမ်းအဲ့ဒါပြောပြတာနော်ဒါလားအဲ့ခေတ်ကဖေးမရတဲ့မြောင်ပြန်ယူတာပဲနော်